ချစ်ရတဲ့သင်လေးတို့ရေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ vlog လေးကတော့ကျမတို့ကျောင်းမှာ CPR နဲ့ AED အသိပညာပေးသင်တန်းကိုတက်ရောက်ခဲ့ပါတယ်ရှင်မလေးရှားကြက်ရှင်နေအသင်းဂျိုဟိုပါရူရဲ့ဒုတိယနည်းပြချုပ်ဖြစ်တဲ့ဆရာမကြီးကိုယ်တိုင်ကျမတို့ဆရာမတို့ကိုကျွမ်းကျင်သောလမ်းညွှန်မှုများနဲ့အသက်ကယ်ဆယ်နိုင်သောအဖို့တန်အသိပညာများကိုမျှဝေပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဒီတင်နန်းကိုစီစဉ်ပေးတဲ့ကျောင်းဦးဆရာမကြီးနဲ့အတူတင်နန်းတူတက်ရောက်ခဲ့ကြတဲ့ဆရာမတွေအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်ဒါလေးကတော့တင်နန်းပြီးလို့အိမ်ပြန်တဲ့လမ်းလေးပါညနေခင်း6နာရီခွဲနေပြီဆိုတော့နေဝင်တာလေးကိုကြည့်ပြီးလမ်းလျှောက်ပြီးတော့အိမ်ပြန်လာခဲ့ပါတယ်ရှင်အမတ်တရတပ်ပုံလေးထားခဲ့တာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ် Thank you and love you all